များကြီးပဲအဲ့ရတလုံးနှလုံးပဲစားနေသူများအိမ်သွားပြီးမှရအောင်ဒီနာမင်းအနည်းကိုလာပြီးတော့ခလာအော်ဒီလာပြလာ我吃不完了，你看看。အကုန်မဲ့နေမခူးလာကြတော့လေအရင်တော့စားလို့ရတယ်စားဖို့ပဲဒီနေ့အောင်ပါစမိုင်းနည်းနည်းလေးကျွေးလိုက်တော့သိမလို့ပြောကျွန်တော်ကကလပ်ကိုတည်းအရင်ကြိုက်တယ်မင်းဟိုလေအောက်ထက်ကအိမ်လည်းတော့ပြလိုက်တယ်ဟုတ်တော့အများကြီးပဲကြည့်အောင်တလားလေတလားမပေါ့10ရက်တစ်ချိန်လောက်အဲ့လိုမျိုးခူးရအများကြီးပဲဟိုကျွန်တော်ကကြိုက်တယ်ဒါပေမဲ့အဲ့လောက်တော့မစားနိုင်ဘူးတစ်လုံးပေါ့တစ်လုံးနှလုံးသုံးလုံးအဲ့လောက်ပဲစားတာတော်တော်များတယ်ဟိုဗါလေကျွန်တော်တို့ဒီအခန်းမှာအဲ့ဒီအဆက်စားလို့ရှိရသူတို့တော့ပြီးမှာ